မင်္ဂလာမှာပေးချက်ကြီးကျွန်တော်ပြောချင်တာကလိုင်းပေါ်ကနေပြီးတော့ကျွန်တော်ခဏခဏမင်းနေလို့ကျွန်တော်ပြေးတာရည်ဖြစ်ပါတယ်ကျွန်တော်လိုင်းပေါ်ကနေပြီးတော့ဝမ်းမဆုလေးဘုမနောဘက်လိုက်ကြလားတဲ့ကျွန်တော်ခဏခဏမင်းနေဒီနေရာကြီးပြေးတာကျွန်တော်လိုက်ပါတယ်ဝမ်းမဆုလေးလိုက်ပြီးပါတယ်ဒါလို့မှန်းတယ်ဆိုရင်လည်းကျွန်တော်လိုက်တာပြီးပါတယ်သင်ပြောဒီနေရာကျွန်တော်လိုက်တာပြီးပါတယ်ဒါကြောင့်ကျွန်တော်အားပေးတဲ့ပြည်သက်တွေဒီပါတယ်ကျွန်တော်ဆက်လက်ပြီးတဲ့အားပေးကြပါဦးကျွန်တော်ဒီနေရာပြောတာအားပေးတဲ့ချစ်တဲ့ဒီနေ့တရားရှင်းပြီးဒီစကြိုင်နေပါတယ်ကျွန်တော်ဘာမှဆိုတဲ့ like ပြပါတယ်